အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ manage AI နဲ့ဘယ်လိုမျိုးကွာကိုဘာလုပ်လို့ရလဲဆိုတော့မျိုးပြပြချင်တယ် okay manage AI နဲ့ပြ Telegram သူ bot နဲ့ဘယ်လိုချိတ်ဆက်ရလဲဆိုတော့လည်းပြပြချင်တယ် okay video လေးစလိုက်မယ် okay Chrome နဲ့ကဒီမှာပါမလို့ manage AI ဆိုပြီးတော့ဝင်လိုက်မယ် manage ဒီကောင်ကတော့AI ကဒီဟာ VPN ခံရမှာပေါ့နော်တချို့ Wi-Fi တွေကကျတော့ VPN ခံရတချို့ Wi-Fi တွေကကျတော့ VPN မခံရဘူးဒါပေမဲ့ကိုယ့်ရဲ့ကတော့ VPN ခံရမှာအဲ့တော့ VPN ခံမယ်VPN ခံရတယ်ပေါ့နော် VPN ခံရတယ်တချို့ Wi-Fi တွေကမခံရဘူးအဲ့တခုရှိရပေါ့နော်ဝင်လို့မရအောင်ဆိုပြီးတော့စိတ်မပြတ်သွားတယ် VPN ခံကြည့်ပေါ့နော်ဒါကတော့ဒီ Jarvis ဆိုတဲ့အဲ့ AI ကလည်းတော်တော်မိုက်တယ်ကိုယ့်ရဲ့ AI assistant ပုံစံမျိုးရတယ်ပေါ့နော်ကျွန်တော်ဆိုဒီလိုလေး Jarvis AI assistant ပုံစံလေးတွင်းထားတယ်တော်တော်မိုက်တယ် okay VPN ချိန်ပြီးသွားပြီဆိုရင် manage AI တွေကိုပြန်ဝင်ကြည့်မယ် okay ရပါပြီဒီကောင်မှာဘယ်လိုမျိုး Telegram bot နဲ့ချိန်ရလဲဆိုတာကိုတခုပြောပြမယ်ပေါ့နော်ဒါအကောင့်တက်နဲ့ဝင်မှာပဲရမယ်ဒါအကောင့်တက်နဲ့ပဲတစ်ချက်ဝင်ပြမှရမယ်ဒီမှာ open လာမှာတို့မှာ agent ရှိမယ် search ရှိမယ် library ရှိမယ်အဲ့ဒါဒီ agents မှာဆိုရင်ဒီ agents မှာပဲကိုကဒီမှာဘောနော် bot နဲ့ချိန်လို့ရမယ်ကိုတွေ့ Telegram bot နဲ့ချိန်လို့ရမယ်အဲ့မှာ resource တွေရှာလို့ရမယ် search ရလုပ်လို့ရမယ်ပေါ့နော်ဒါကအကောင့်အတင်မဟုတ်ဘူးဒါကရှိရဲ့ကိုမှရှိရဲ့အကောင့်ပဲအဲ့တော့ဒီကောင်းတဲ့တစ်ချက်ပြကြည့်မယ်အဲ့မှာဘယ်လိုလုပ်ရလဲဆိုရ tutorial လေးပြမယ်ပေါ့နော်ဒီကောင်းတဲ့တစ်ချက်ပြရင်တော့ဒီကောက်လည်းဖောက်ပြထားပေမဲ့သူက manage AI ဒီ manage AI ကဒီကို FIFO က matter ကနေပြီးတော့ထုတ်ထားတာတော်တော်မိုက်တယ် AI တိတိကျကျထွက်တဲ့ response တွေကလည်းအများကိုတိကျတယ်တော့ကိုပြောမှဒါ credit က900ပဲရပါတော့900တနေ့ကို900 credit ပေးတယ်အဲ900 credit ကိုရင်တော့မရတော့ဘူးเนาะဒါဆို300 credit ပဲပေးထားတယ်ဒီဟိုကောက်မှာတော့900 credit လောက်ကျန်တယ်တော့ဒီမှာ agent ဆိုပြီးတော့ဒီ agent ဆိုတဲ့တဲကိုဝင်လိုက်ပဲเนาะဒါလို့ဒါ agent ဆိုတဲ့တဲကိုဝင်လိုက်ပြီးတော့ Telegram နဲ့ချိန်မှာ line နဲ့ချိန်မှာ messenger နဲ့ချိန်မှာ WhatsApp နဲ့ချိန်မှာဒါအဆရှိတဲ့ app တွေနဲ့ကိုချိတ်ဆက်ပြီးတော့ကို AI assistant အနေနဲ့ခိုင်းထားလို့ရတယ်ပေါ့နော်အဲ့မှာကို Telegram နဲ့ပဲချိန်မှာဟုတ်ပြီ Telegram နဲ့ပဲချိန်မယ်တော့အခုတော်တော်ဆယ်တော့ Telegram နဲ့ပဲချိန်လို့ရသေးတယ် campaign ဆိုမကြခင်မှာတော့ WhatsApp နဲ့ messenger line နဲ့ချိန်လို့ရပြောမှဆိုရင်ကို business တွေကဒီ AI နဲ့ဆိုတော့မြန်ဆန်ပြီးတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးတော့သူကလုပ်ပေးတတ်တာဟုတ်ပြီ Telegram နဲ့ပဲချိန်ကြည့်မယ်Okay, Telegram နဲ့ချိန်ကြည့်နေဒီမှာ open Telegram dashboard ဆိုပြီးရတော့မယ် Starboard Okay, Telegram ပွင့်ပြီဒါတော့ကိုအသုံးပြုပြီးသားပေါ့နော်ကိုအသုံးပြုပြီးသားအသုံးပြုရသေးရင်တော့သူကဆက်စချင်းမှာ start လုပ်လိုက်တာနဲ့ဒီကောင်က link နေပြီးဒီ link လေးကိုဒီ box မှာတွတ်ထည့်လိုက်အောင်မယ်အဲ့ဒီဟာပဲလုပ်ရမှာပေါ့နော်ဒါတော့ကသုံးပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလုပ်ပြတော့ဘူးတရားဒီလိုလုပ်ရပါတယ်ဒါကတော့ manage AI နဲ့ဒီ Telegram နဲ့ချိတ်ဆက်တဲ့ပုံစံပေါ့နော်သူကဒီမှာဆိုရင် development workflow တွေကိုတော့လုပ်ပေးရဒီမှာ custom scale they were in messenger မှာသူကအလုပ်ပေးဒီ Telegram messenger မှာကိုကဒီလိုမျိုးရှိထားတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်သူများတဲ့အလုပ်ပို့ပြီးရ Telegram မှာကိုကဒီလိုမျိုးဒီ AI assistant တွေကိုထားတော့ကိုဘယ်လိုပြောမလဲကိုတခုခုရှာမယ်ပြီးရင်ကို customer ကိုဖြစ်ကိုရဲ့အလုပ်ရှင်ကိုအလုပ်ရှင်နဲ့ခိုင်းလို့ပဲဖြစ် project တွေပို့တာရများလာတဲ့အချိန်မှာဒီကောင်ကိုပဲ combine လုပ်ဒီကောင်နဲ့ကိုကနေပြီးတော့တခုခိုင်းတာဆိုတခါရဲ့ file ကိုတမ်းမျိုး forward လုပ်လို့ရအရင်ကိုမိုက်တယ်ပေါ့နော်ဒီကောင်တော့
Okay တခါလေးဆက်ပြီးတော့ Jarvis AI အကြောင်းကိုလည်းတခါလေးပဲပြောလိုက်တော့မယ်အဲ Jarvis AI မှာဆိုရင်ကိုက Jarvis AI ကိုတွားမယ်တွားပြီးသွားရင်ဒီမှာသူက up to Chrome ဆိုပြီးရှိတယ် up to Chrome နဲ့နေလိုက်ပြီးတော့ကိုယ့်ရဲ့ဒီမှာသူက remove from ကျွန်တော်ရှိပြီးသားပဲမဲ့တကပြန်လုပ်ပြမယ် okay remove လုပ်လိုက်မယ်Okay, remove လုပ်လိုက်မယ်ဒါပေမဲ့ add to Chrome ပြန်လုပ်ပေးမယ်ပြန်လုပ်ပြပြီးတော့ဒီမှာ add to Chrome ဆိုပြီးတော့ extension ကို download ဆက်လိုက်မယ်အဲ့ဒီအချိန်မှာဒီကောင်ကအဲ့လိုမျိုးကိုယ့်ရဲ့ပေါ့နော်ဘယ်လိုလဲကိုယ့်ရဲ့ဒီ Google Chrome ပေါ်မှာပဲအလုပ်လုပ်တာမှန်တယ်ဒါပေမဲ့ကိုယ့်ရဲ့ assist ကိုလည်းအများကြီးပေါ့နော်ကိုပဲ laptop မဆိုပဲ computer မဆို Google Chrome ကိုပဲအများဆုံးသုံးကြတယ်အဲ့တော့ကိုတခုခုလိုရတာပဲဖြစ်ဖြစ်ပေါ့နော်ကိုဒီမှာပေါ့ဒီကောင်ကတော့ download ဆွဲနေတော့ခဏထားလိုက်ဒီဘက်မှာကျွန်တော်စမ်းပြမယ်ဒီမှာ Jarvis AI သုံးထားတယ်ဆိုတော့ဒီမှာဆိုရင်ရသွားပြီပေါ့နော်ဒီမှာဒီကောင်လေးရသွားပြီ Okay ဒီကောင်လေးရသွားဒီကောင် Jarvis AI သုံးထားပဲထားပါတော့ဒီမှာဆိုရင်အခါလေး translate လုပ်လို့ရမယ်ဒီက translate ပြန်ပေးတယ်Chinese ပြန်ကြည့်မယ်ဆိုင် Okay သူက login science လောက်ခိုင်းတယ် science လောက်အောင်မှဒီကောင်းနေရ Okay science ရင်လောက်လိုက်မယ် Okay science လောက်ပြီးသွားရင်တော့ဒီကောင်ကသုံးလို့ရပြီပေါ့နော်ဒါကတော့ authentication ခံတဲ့အတွက်ကြောင့်ဒီကောင်ကဟိုဖြစ်တယ် Okay ခဏလေးပါ Oh sorry it resend this Okay Okay ရပြီပေါ့နော် Okayကောင်တော့ feed ပေးရတာပဲမပေးသေးဘူး skip free နဲ့ပဲတော့မယ် Okay တကောင်ဒီလိုမျိုး feature ပေါ့နော်ဒီမှာဆိုကိုကဒီမှာ translate လုပ်ချင်တယ်ဆိုလဲဒီမှာ translate လုပ်လို့ရတယ်ပုံစံမျိုးပေါ့နော်ဒီမှာပြန်ပြီး research ပြန်လုပ်ဒါပဲဒီက AI assistant ပုံစံမျိုးကိုတခါရဲဒီမှာအလုပ်ပြီးအောင်လို့ပေါ့နော်ဒီကောင်ကမဖြစ်နေရတယ်ရပါပြီကိုကဒီကောင် translate တန်းလုပ်ပြီးရတကယ်ကိုမိုက်တယ်တကယ် perfect ဖြစ်တယ်လို့ထင်တယ်ဒီကောင်လည်းမိုက်တယ် Jarvis AI လည်းမိုက်တယ်ဒီ Manus AI လည်းတော်တော်မိုက်တယ်ဒါဆိုရင်ဒီ AI ဒီAI နဲ့ပတ်သက်တဲ့ resource တွေပေါ့နော်ဒါနည်းနည်း sharing လုပ်ပေးကြပါကိုတည်တယ်လို့အလုံးတော့သုံးဝင်မယ်လို့လည်းထင်တယ်ကိုလည်းကိုလို့ဆိုအဲ့ဒီ AI နဲ့တုံးချပြီးတော့ကိုရဲ့ flow တွေကိုတည်တည်ချာချာလေး analysis လုပ်နေပေါ့နော်အလုံးတော့လည်းအများကြီးသုံးဝင်အောင်လို့ဒါ sharing ပေးတဲ့သဘောပါအလုံးဒီနေ့ video ကဒီလောက်ပါပဲအလုံးကျေးဇူးတင်ပါတယ်